Round 9 Round 9စမှာတော့အဖိုးအိမ်မှာအဖိုးရောဣသက်ကြီးရောနှစ်ယောက်သား Las Vegas ကနေ live လွှင့်နေတဲ့ Junior Lightweight IBF boxing ပွဲတစ်ပွဲကိုကြည့်နေတာကနေစထားပြီးထိုးသက်နေတဲ့သူကတော့ IBF Rank 4 Harry Thompson လို့ခေါ်တဲ့လူမဲဘဲတစ်ပွဲနဲ့ IBF Rank 6 Ford Zangief တို့ပဲဖြစ်ပါတယ်။အဖိုးသူတငယ်ချင်းဖြစ်တဲ့ Ford ကိုအားပေးနေခဲ့တာပဲဖြစ်ပြီး Ford တယောက်အသေးအတန်ထိုးနေခဲ့ရပါတယ်။ Ford က Harry Thompson ဆိုတဲ့ဘဲနဲ့အပြိုင်လက်သီးတွေထွေးနေခဲ့ပြီးဟိုဘဲရဲ့ speed ကပိုတာနေတာကြောင့် Ford နှစ်ချက်လောက်စတဲ့ထိုးခံလိုက်ရပါတယ်။အဲ့ဒါကိုကြည့်နေတဲ့ဣသက်ကြီးကလည်းစိုးရင်သွားပြီးအနောက်ကိုဆုပ်ဖို့ထားအောင်နေခဲ့က Ford ကတော့ဣသက်ကြီးတို့တွေးရတာရဲ့စံညစ်ဘက် Harry Thompson ရဲ့ရှေ့ကိုပြေးဝင်သွားခဲ့ပါတယ်။ Ford ကအောက်ပေါင်းစင်းလုပ်နေတာကနေအင်ပေါင်းစင်းကိုချက်ချင်းပြောင်းလိုက်တာပဲဖြစ်ပါတယ်။ Ford ကဝင်လုံးပြီးHarry Thompson ကို body shot နှစ်ချက်ဆင်ကျွေးလိုက်တာဟိုဘက်အရှိုက်ထိသွားခဲ့ပါတယ်။ Harry Thompson လည်းသူ့ကို body blow ထပ်ထိုးမှအထင်နဲ့ body ကိုကာလိုက်ကအဲ့လိုကာလိုက်တဲ့အချိန်မှာပဲ Ford ကသူ့အကြိုက်ဖြစ်သွားပြီးသူ့ရဲ့ signature လက်သီးဖြစ်တဲ့ white fan လက်သီးနဲ့ခုတ်ချလိုက်တာ Harry Thompson ဆိုတဲ့ပဲအဲ့နေရာမှာပဲပွဲသိမ်းသွားခဲ့ပါတယ်။အခုဆိုရင် Ford ကအဆင့်6ကနေအဆင့်4ကိုရောက်သွားပြီပဲဖြစ်ပါတယ်။အဲ့ဒါကိုတွေ့လိုက်ရတဲ့အပူလည်း Ford ကကျန်းလာကြည်လာဖြစ်သွားပြီးနိုင်သွားလို့ဝမ်းသာနေခဲ့ပါတယ်။ TV ဖန်သားပြင်ပေါ်မှာအရင်ကဆန္ဒလာကိုနီးပတ်လုပ်ပေးဘူးတဲ့ကာမဂဝါရဲ့ပြိုင်ဘက်ဟောင်းဟီယန်အသုံးပြုသူဒန်ကီချီဟာမဆိုတဲ့ဘဲကြီးကပဲ Ford ကိုနီးပတ်လုပ်ပေးနေတာကိုတွေ့လိုက်ရပါတယ်။ဆက်ပြီးအပူက Ford ကအခြားနိုင်ငံမှာရောက်နေတာတော့အကောင်းဆုံးတွေကိုလုပ်ပြနိုင်နေတာဆိုတော့တော်လိုက်တာဆိုပြီးပြောနေခဲ့ကဒီတက်ခီကတော့အဲ့လိုပြောနေတဲ့အပူကိုကြည့်ပြီးဆာမိုင်းနဲ့တော်တာပဲလေဆိုပြီးထောက်ပြခဲ့ပါတယ်။ Warren ချက်ကိုလည်းကြည့်လိုက်ပါအောင်ဆာမိုင်းရဲ့ဆာမိုင်းက featherweight တန်းကမ္ဘာ့အဆင့်12နေရာမှာတော့ရောက်နေပြီဆိုပြီးတက်ခီကပြောလိုက်ပါတယ်။အပူကအဲ့ဒါကိုကြားတော့ပြောတဲ့ပုံပေါ်မနေတာကြောင့်တက်ခီကနည်းနည်းပါပြောလို့ရပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်။အပူကတော့ဟဲ့လိုဇာတ်တွေ run တွေကတိတ်ယုံလို့မရကြောင်းနဲ့ဒီလေချမ်းမှာမပါပဲငါးထက်ကျန်းတဲ့ကောင်တွေတပုံကြီးရှိကြောင်းပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အခု win streak များနေတဲ့ Ford ကိုတောင်ဆမ်မန်ကတိတ်ထားတာပဲကိုအဲ့ဒါကအရင်ကလေတက်ခီရဲ့နောက်ဆုံးတစ်ခေါက် Ford နဲ့ sparring ထိုးတော့ငါဆိုငါမှောက်တိတ်ခံလိုက်ရတာပြီးတော့ငါ့ကိုဒင်းကားချက်လောက်နဲ့အตาရလေးတိတ်နိုင်တဲ့ Ricardo Martinez လို့ဘဲတွေကလည်းရှိနေသေးတော့ငါအခုရောက်နေတဲ့ brand လေးနဲ့အာကျယ်လို့တော့မရသေးဘူးဆိုပြီးအဖိုကအတက်ခီကိုပြောပြနေခဲ့ပါတယ်။အတက်ခီကတော့အဖိုကိုကြည့်ရင်နားမလည်နိုင်ဖြစ်နေခဲ့ကတခါလေတော့လေကိုနှိမ့်ချတာလေးလျှော့ပြီး WBC ကပတ်ကြီးနဲ့ကိုနေအောင်ကြည့်ပါအောင်ဆိုပြီးပြောနေခဲ့ပါတယ်။ဆက်ပြီးအဖိုက Ford ရဲ့ပွဲကိုကြည့်ရင်းနဲ့မနာလို့ဖြစ်မိကြောင်းဝန်ခံခဲ့ပါတယ်။ဘာလို့ဆို Ford က out fighting ကို in fighting ကိုပွဲရဲ့ခြေနေပြန်မဲ့ခြေနေကိုလိုက်ပြီးလိုတလိုပြောင်းထုံးနိုင်တာကြောင့်နိုင်ဖို့ရခိုင်လည်းပုံများတာကြောင့်ပဲဖြစ်ပါတယ်။အဲ့လိုမျိုးခြားသူကိုအားကျနေတဲ့အဖိုကိုကြည့်ရင်စံပိုင်းလိုတော့ကျန်းတဲ့လူတောင်ကိုတခါလေတင်ငယ်တာပဲဆိုပြီးအတက်ခီတွေးနေခဲ့ပါတယ်။ငါကိစ္စကိုထားလိုက်ပါမင်းရင်ပွဲရလာတော့မှာမလားဒါပေါ့ဗျကျွန်တော် rookie game ဖြစ်လာစေရမယ်ကျွန်တော်ရဲ့ high school တုန်းကအကျွေးတွေကိုပြန်ဆက်ရမယ်ဆိုပြီးအတက်ခီကလုံခြုံချက်အပြည့်နဲ့အပို့ရှိမှာထပြောလိုက်ပါတယ်နောက်နေ့ရောက်တော့ခမကဝါချင်းမှာအတက်ခီ punch back ကိုထိုးရင်းထွေးနေခဲ့ကလောက်ကတကောက်မလာတဲ့ခီမနာတို့ကတော့အတက်ခီကိုတွတ်နဲ့စကားတွေပြောနေခဲ့ကြပါတယ်မင်းက3ချိန်စတဲ့အီမိုင်းစီမှာအလဲထိုးခံထားရတာမဟုတ်လားဟုတ်တယ်လေဗျာအဲ့ဒါကကြာခဲ့ပါပြီအထက်တန်းတုန်းကလေဗျာကြည့်ရတာအရင်တုန်းကလိုပဲအသိခံရမယ်ထင်ပါတယ်ဆိုပြီးတကောက်မလာတဲ့ခီမနာကအတက်ခီကိုပြောနေခဲ့ပါတယ်အတက်ခီလည်းဘာတော့ဟာခင်ဗျားတို့ကဘသူဘက်ကလဲကျွန်တော်ဘက်ကကောဟုတ်ရလားဆိုပြီးမိလိုက်ပါတယ်မင်းဘက်ကတော့မင်းဘက်ကပါပဲကွာဒါပေမဲ့မင်းနိုင်ငါတို့ပတ်စံရန်9000ဒီကောက်စီမှာပေးလိုက်ရမှာပေါ့ဆိုပြီးအပုတ်ကိုထိုးပြခဲ့ပါတယ်တောက်ကျိုးနဲ့တကောက်မလာတဲ့ခီမနာကအီမာကြီးဘက်ကလောင်းထားကြတာကြောင့်ဖြစ်ပြီးအဲ့အချိန်အတက်ခီအနောက်ကနေအောက်ခီရောက်လာခဲ့ပါတယ်ဘာမှစိတ်မညစ်တဲ့အတက်ခီအဲ့ကောင်နေပတ်စံနေပါတော့ထိုးပြလိုက်ဆိုပြီးဝင်ပြောခဲ့ပါတယ်ဟဲ့ကောင်မင်းနဲ့ပါဆိုင်လို့လဲကွာမင်းလောင်းနဲ့မာကီတို့ကထွက်သွားပြီလေဆိုပြီးတကောက်မလာကဝင်ပြောတော့အဲ့ဒါခမားတင်းနောက်ကလို့လောင်းလိုက်ရတာလीပြီးတော့ခမားခီးကအပြန်ဝယ်လာတဲ့ဟာတွေကိုလည်းကြည့်အောင်တော်သေးတာပေါ့အပုတ်မစားမိတာနှုတ်မို့ဆိုကျွန်တော်တို့ဖင်ခွဲမတက်ခံရပြီးကပတ်ပါပေးလိုက်ရမှာကျွန်တော်ခမားတပေါက်ကရလောက်တာတွေကိုတီးမခံနိုင်တော့ဘူးဒီနေ့ကစပြီးခမားလက်အောက်မှာမနေတော့ဘူးဆိုပြီးတကောက်မလာကိုအောက်ခီထဖြေးလိုက်ပါတယ်အောက်ခီကသူ့ချီးပန်းရတာနဲ့ပတ်သက်ပြီးတကောက်မလာကိုအတကုံနေတင်းနေခဲ့တာပဲဖြစ်ပါတယ်တင်းလဲတင်းညင်ကြပါပဲအောက်ခီတယောက်ချီးပန်းပြီးတေဖို့လက်တကန်းလိုပဲဖြစ်ပါတယ်တကောက်မလာကအောက်ခီကဖင်တောင်ပြီးအခမ်းလာတာကြောင့်ဒေါသထွက်နေခဲ့ပါတယ်ကဲဒီနေ့ကစပြီးခမကောင်ဝါကျင်ထဲမှာနှကိုင်းကွဲသွားပြီလူတွေကိုဗလက်အာကိုနဲ့အနံကြီးတဲ့တကောက်မလာလက်အောက်မှာနေမလားငါလိုလူတိုင်းချစ်ကြတဲ့ဘရိုကိုမန်နဲ့တူလက်တွဲမလားဆိုပြီးဂျင်းနှင်းကတင်းသားတွေအားလုံးကိုသူ့ဘက်ပါအောင်ညှို့ဆွဲလိုက်ပါတယ်လောလောဆယ်မှာဘရိုကိုမန်ကအရန်ပေါ်ပီလာဖြစ်နေတာကြောင့်အောက်ခီဘက်မှာပဲအုတ်လက်ကြီးရှိနေကြပြီးတကောက်မလာဘက်မှာတော့ခီမူရာပဲကြံနေခဲ့ပါတယ်အောက်ခီကတကောက်မလာဘက်မှာမတ်တက်ရနေတဲ့ခီမူရာကိုပါဘယ်ဘက်မှာပါမှလဲမေးလိုက်တော့အများနဲ့တယောက်ဖြစ်နေတာကြောင့်အောက်ခီဘက်ကိုသွားဖို့ခီမူရာလုပ်ခဲ့ပါတယ်တကောက်မလာလည်းအောက်ခီဘက်ကိုသွားတော့မဲ့ခီမူရာကိုမင်းကဟိုဘက်ကိုသွားရင်သွားလိုက်ရတယ်ပြီးရင်တော့မင်းပေးဆက်ရလိမ့်မယ်ဆိုပြီးကြောက်စရာကောင်းတဲ့အကြည့်ကြီးနဲ့ဖျဲချောက်နေခဲ့ကအောက်ခီကလည်းအသက်ကုန်နေသူ့ဘက်ကိုလာဖို့ခေါ်နေခဲ့ပြီးခီမူရာတကောင်တကောက်မလာနဲ့အောက်ခီနှစ်ယောက်ကြားမှာဘယ်ဘက်သွားမှမသိတိုင်ပတ်နေခဲ့ပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာမင်းတို့သတင်းကြားပြီးသွားပြီလားဆိုပြီးယာဂီနဲ့ရှင်တို့ကရောက်လာခဲ့ပါတယ်ဘာသတင်းလုံးယာဂီဆန်ရဲ့ဘရိုကိုမန်ကကလေးတွေကြားထဲမှာ popular ဖြစ်တော့ဘူးဆိုတာလေအခုဆိုရင်ကလေးတွေကဘရိုကိုမန်ရုပ်တွေကိုလည်းလှုပ်ပြထားကြပြီးဘရိုကိုမန်ဗီဒီယိုဂိမ်းတွေကလည်းရောင်းအောင်မရှိတော့အောင်ထိုးကြသွားခဲ့ပြီးကြည့်ရတာဘရိုကိုမန် trend ကဒီလောက်နဲ့ပဲပြီးသွားပြီထင်နေဆိုပြီးယာဂီကပြောလိုက်ပါတယ်အဲ့ဒါကိုကြားရတဲ့အောက်ခီက
ဗျာတကယ်ကြီးလားဗျကျွန်တော်ဘာလို့မိလို့လဲဗျငါတို့ကြားတော့ဘလူကိုမန်းနဲ့ပတ်သက်ပြီးကောလာဟာလာတွေကတနိုင်ငံလုံးပြတ်နေတဲ့ဆိုပဲဆိုပြီးယာကီကပြောပြခဲ့ပါတယ်ဟုတ်ပါတယ်အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ဘလူကိုမန်းကိုရှယ်မုန်းနေတဲ့တကောက်မရာရဲ့လက်ချက်ပဲဖြစ်ပြီးတကောက်မရာတယောက်အာခီနေမယ်ကြီးနေတဲ့အချိန်ရှောင်းနေတယ်လို့နဲ့ဂျမန်နိုင်ငံလုံးကိုပတ်နေရင်ဘလူကိုမန်းရဲ့မကောင်းသတင်းတွေမဟုတ်ကသတင်းတွေကိုလိုက်ဖြန့်နေကြတာပဲဖြစ်ပါတယ်တော်ဆူတဲ့တကောက်မရာပဲဖြစ်ပြီးအဲ့ဒါကိုတည်သွားတဲ့အာခီကတော့ခင်ဗျားကိုကျွန်တော်ဘက်မှာရှိနေတဲ့လူအုပ်ကြီးနဲ့အနာကြီးပြစ်မယ်ဆိုပြီးကျိန်းလိုက်ပါတယ်နေပါအောင်ကွာမင်းတတိမထားမိလိုက်ဘူးထင်တယ်အခုမင်းကဘာကောင်မှမဟုတ်တော့ပဲတယောက်တည်းပဲပြင်ဖြစ်သွားပြီဆိုပြီးတကောက်မရာကပြောလိုက်ကတကောက်မရာပြောတဲ့အတိုင်းကျင်းကလူတွေအကုန်လုံးကတကောက်မရာဘက်ကိုဗတ်ပြောင်းသွားကြပြီပဲဖြစ်ပါတယ်အာโอเคလေတကောက်မရာကိုမနိုင်တော့ဘူးဆိုတာကိုသိတော့ယူခါသွားပြီးအယူတယောက်လိုអော်ပြီးချင်းပြင်ဘက်ကိုပြေးထွက်သွားခဲ့ပါတယ်တော်တော်တောက်ချင်းပုတ်တဲ့တကောက်မရာပဲဖြစ်ပါတယ်